မင်္ဂလာပါတင်တနေ့ကိုဆုံးဖလစ်ချက်ပေါင်းတောင်းနဲ့ချိပြီးချမှတ်နေကြဆိုတာသိပါသလားမနစ်ဆန်ပါစားမလဲဆိုတဲ့အသေးမွားကနေဘယ်လို့ကိုပြောင်းမလဲဆိုတဲ့အရေးကြီးတဲ့အရာတွေအထိပေါ့ဒါပေမဲ့အဲ့ဒီဆုံးဖလစ်ချက်တွေကတကယ်ပဲယုတ်တိရှိရဲ့လားဒါမှမဟုတ်တင်အုံနောက်ကတင့်ကိုလှည့်စားနေတာလားဒီနေ့မှာတော့ Nobel ဆုရှင် Daniel Kahneman ရဲ့ကမ္ဘာကျော်စိတ်ပညာစာအုပ် Thinking Fast and Slow တဲ့ကစိတ်ဝင်စားဖို့ကောက်တဲ့အချက်၃ချက်ကိုပြောပြသွားမှာပါအပိုင်း၁စနစ်နှစ်ခု System 1 versus System 2 Kahneman ကကျွန်တော်တို့အုံနောက်ထဲမှာအလုံးလုံးပုံစနစ်နှစ်ခုရှိလေလို့ဆိုပါတယ် System 1 Fast Thinking ဒါကတော့ Autopilot ကပဲမြန်နေစိတ်ခံစားမှုပါတယ်အလိုလိုသိမြင်တယ်ဥပမာဒေါတာထွက်နေတဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ဒါဒေါတာထွက်နေမှန်းသိတာမျိုးဒါမှမဟုတ် 2+2 ဆိုတာကိုမြင်တာနဲ့အဖြေက4လို့ချက်ချင်းပေါ်လာတာမျိုးပေါ့ System 2 Slow Thinking ဒါကတော့ AACC တွေးတဲ့စနစ်ပါအာယုံစိုက်ရတယ်အားထုတ်ရတယ်ဥပမာ17 multiply by 24ရဲ့အဖြေကိုတွက်ခိုင်းရင်သင်ခဏရပ်ပြီးစဉ်းစားရပါလိမ့်မယ်ဒါက System 2ရဲ့အလုပ်ပါပြဿနာက System 2ကအရန်ပြင်းတာပဲသူက System 1 ပေးthemကအချက်အလက်တွေကိုအလွယ်တကူလက်ခံတတ်လို့ကျွန်တော်တို့ဆုံးဖြတ်ချက်အမှားတွေချမိကြတာပါအပိုင်းတစ်ခုအုံနောက်ရဲ့ဖြတ်လန်းနည်းများ biases ကျွန်တော်တို့အုံနောက်ကပင်ပန်းရမှာကြောက်လို့ဖြတ်လန်းနည်းတွေသုံးတတ်ပါတယ်အဲ့ဒီကနေပတ်လိုက်မှုတွေဖြစ်လာတာပါ1 anchoring ကြောက်စူးချခြင်းတင်ဈေးစီရင်ပထမဦးဆုံးကြားလိုက်ရတဲ့ဈေးနှုန်းကတင်းစီထဲကြောက်စူးချသလိုဆွဲသွားတတ်ပါတယ်အဲ့ဒီအပေါ်မှာပဲအခြေခံပြီးဆုံးဖြတ်ချက်ချမိတတ်ပါတာ2 availability heuristics လေရင်ပြေကြတာကိုခဏခဏမြင်ရင်လေရင်စည်းရမှာဟုအလွန်အမြင့်ကြောက်သွားတတ်ပါတယ်တကယ်တော့ကားတိုက်မှုကပိုဖြစ်နိုင်ကြီးများပေမဲ့တတိယရလွယ်တဲ့အချက်အလက်ကိုပဲကျွန်တော်တို့ယုံကြည်မိတာပါ3 loss aversion လူတွေဟာဒေါ်လာ100ရတဲ့ပျော်ရွှင်မှုထက်ဒေါ်လာ100ဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကိုနှစ်ဆလောက်ပိုခံစားရပါတယ်ဒါကြောင့်လဲရှုံးနိုင်ခြေရှိတဲ့အရာတွေကိုကျွန်တော်တို့အလွန်အမြင့်ရှောင်ဖယ်ကြတာပါအပိုင်း3ကတော့ကိုနှစ်ခုဆိုတာပါ experiencing self ဒါကတော့လက်ရှိခံစားနေရတဲ့အချိန်မှာဥပမာအားလက်ရက်ခရီးတစ်ခုမှာပျော်နေတဲ့အချိန်ပေါ့ remembering self ဒါကတော့အဖြစ်အပျက်ပြီးမှဘလို့မှတ်မိတယ်လဲဆိုတာပါထူးခြားတာကကျွန်တော်တို့ဟာဆုံးဖြတ်ချက်ချရင်လက်ရှိခံစားချက်ထက်အမှတ်ရေကိုပဲအခြေခံတာပါဒါကို peak and rule လို့ခေါ်ပါတယ်အကောင်းဆုံးအချိန်ရဲ့အဆုံးသတ်အချိန်ကဘလို့လဲဆိုတာကိုပဲမှတ်သားပြီးအဲ့ဒီအဖြစ်အပျက်တစ်ခုလုံးကိုအကဲဖြတ်လိုက်တာမျိုးပါဒီစာအုပ်ရဲ့အညစ်ချုပ်ကတော့ကိုယ့်အသွေးကိုအမြင်မယုံပါနဲ့ဆိုတာပါပဲအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချခါနေရင် System 1ရဲ့မြန်ဆန်လွန်းတဲ့ကောက်ချက်တွေကိုခဏရပ်တန့်ပြီး System 2ကိုခေါ်ပါတေချာပြန်လဲဆန်းစစ်ပါဒီနေ့ဗီဒီယိုလေးကအသင်အတွက်အချိုးရှိမယ်လို့ပြောလင်းပါတယ်နောက်ထပ်ဘယ်လိုစာအုပ်အညစ်ချုပ်တွေကိုသိချင်လဲဆိုတာ comment မှာရေးခဲ့ပါဦးအားလုံးပဲပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ကြပါစေ